productivity တိုးတက်ခဲ့ပေမဲ့တချင်လုံးပင်မကြီးစွာယုံကန်ရတယ်လို့ခံစားဖို့ပါသလားကဘာကျော် productivity expert ရောက်ဖြစ်တဲ့ဒေါက်တာအာလီအပ်တာလ်ကတော့အဖြေကပိုစူးစမ်းတာမဟုတ်ပဲပိုပျော်ရွှင်အောင်လုပ်တာမှရှိနေတယ်လို့ဆိုပါလေကဲဒီနေ့မှာတော့အလုပ်ကိုပင်မစင်းရစရာတစ်ခုကနေကျင်းတဲ့စရာတစ်ခုဖြစ်ပြောင်းလဲဖြစ်မဲ့သူ့ရဲ့ feel good productivity ဆိုတဲ့ user ကိုအတူတူလေ့လာကြည့်ကြရအောင်ပါဒီမဲကုန်းကတော်တော်အဓိကကြပါတယ်ကျွန်တော်တို့အများစုဟာ productivity ဆိုတာကိုပင်ပန်းရတယ်ရုန်းကန်ရတယ်စိတ်ညစ်ရတယ်ဆိုတဲ့ခံစားမှုနဲ့ပဲထွဲပြီးမြင်တတ်ကြတယ်ဒါမဲ့တကယ်လို့အလုပ်တွေလည်းပြီးမြောက်အောင်မြင်မယ်ပျော်လဲပျော်ရွှင်ရမယ်ဆိုရင်ရောဘယ်လိုလဲဒီနေ့မှာအဲ့ဒီဖြစ်နိုင်ခြေကိုပဲစူးစမ်းလေ့လာသွားမှာပါဒီမှာကြည့်လိုက်ရင်ခြားနာချက်ကရှင်းနေလိတစ်ဖက်မှာတော့ရုန်းကန်ရခြင်းနဲ့ပင်ပန်းနွမ်းနေမှုတယ်နောက်တစ်ဖက်မှာကျတော့ပျော်ရွှင်မှုနဲ့ပြည့်စုံမှုတယ်ဆိုတော့ဒါကအတွေးခေါ်ပိုင်းမှာကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပါပဲအဓိကအချက်ကတော့ဖိအားပေးပြီးတိုးလုပ်တဲ့ပုံစံကိုရက်ပြီးပျော်ရွှင်မှုကိုကုံထုတ်ဆွမ်းနိုင်တဲ့အလောင်းစားတဲ့အတောင်ပြုဖို့ပါပဲအဲ့တော့ဒီပြဿနာကိုဘလို့ဖြေရှင်းမလဲအဖြေကရိုးရှင်းပြီးအရာအစွမ်းထက်တဲ့အပိုင်း၃ပိုင်းပါတဲ့မူပေါင်းတစ်ခုမှရှိနေပါတယ်ပထမတော့ကျွန်တော်တို့အလုပ်ထဲကိုအားရင်ဘလို့ထည့်မလဲပြီးရင်ကျွန်တော်လုပ်ကိုနောက်ပြန်ဆွဲထားတဲ့အတားရှိတွေကိုဘလို့ဖယ်ရှားမလဲနောက်ဆုံးမှာတော့ဒီအရှင်ကိုရေရှည်ဘလို့ထိမလဲဆိုတာတွေကိုတစ်ခုချင်းစီဆွေးနွေးသွားကြမယ်ကားတစ်စီးလို့ပေါ့ရှေ့ဆက်သွားဖို့ဆိုရင်စီဖြည့်ဖို့လိုတယ်ဒီမူပေါင်းရဲ့ပထမဆုံးနဲ့အရေးကြီးဆုံးပိုင်းကတော့အဲ့ဒီ energizers တွေကိုရှာဖွေဖို့ပါပဲဒါတွေကကျွန်တော်တို့ကိုပင်ပန်းစေတာမဟုတ်ပဲတကယ်တော့မှအားရင်တွေပိုတိုးလာစေတယ်လို့ရှားမှုတွေနဲ့အသွေးခေါ်တွေပါကဲအဲ့ဒါတွေကပါတယ်လဲဆိုတာကြည့်လိုက်ရအောင်အဓိက energizer ၃မျိုးရှိပါတယ်အဲ့ဒါကတော့ play power people ပါပဲ play ဆိုတာကတော့အလုပ်ကိုပျော်စရာပြောင်းလုပ်တာ power ဆိုတာကိုယ့်လိုအပေါ်မှာထင်းချုံနဲ့ဆွမ်းရှိတယ်လို့ခံစားရတာပြီးတော့ people ဒါကတော့တခြားသူတွေနဲ့ပေါင်းသင်းဆက်ဆက်မှုကနေကြားတဲ့ဆွမ်းရည်တွေပေါ့ကဲချိုးချင်းစီကိုအသေးစိတ်လေ့လာကြည့်ကြအောင် play ဆိုတဲ့စကားလုံးရဲ့အစွမ်းကိုပြတဲ့ဥမာကောင်းတစ်ခုရှိပါတယ်ယူပပေလာပညာရှင် Richard Feynman ဟာအလုပ်မှာစိတ်ညစ်ပြီးဘာမှဆက်မလုပ်ချင်တော့တဲ့အချိန်မှာငါးတာကိုလွတ်အမယ်ဆိုတဲ့ဖိအားကိုပေးဖယ်ထားလိုက်ပြီးကစားသလိုလေးပဲစမ်းကြည့်မယ်ဆိုတဲ့စိတ်နဲ့ပြန်ချင်းကပ်ခဲ့တယ်။အိုးဖို့ကောင်းတာကအဲ့လိုဖိအားမရှိပဲစူဇန်ကစားလို့စိတ်ကပဲသူ့ကိုနိုဘယ်ဆုရတဲ့အထိဖြစ်သွားစေခဲ့တာပါ။ဒါက Mary Poppins ရဲ့နီလန်းလိုပါပဲ။ဘလောက်ပဲပြင်းစရာကောင်းတဲ့အလုပ်ဖြစ်ဒါကိုပျော်စရာဖြစ်အောင်လုပ်တယ်ဘလို့ဖြစ်မလဲဆိုတဲ့မိကုံးလေးတခုမေးကြည့်လိုက်ရုံပါပဲ။ဥပမာပေါ့ Excel sheet ထဲမှာ data တွေထိုင်ရိုက်နေရတယ်ဆိုပါစို့ပြင်းစရာကြီးနော်။ဒါပေမဲ့တချင်မျိုးလေးတခုခွင့်ပြီးကိုယ့်ဘာသာကို challenge လုပ်ကြည့်တာမျိုး။9မိနစ်အတွင်းဘယ်နှတန်းပြီးမလဲဆိုတဲ့ game လေးတခုလိုကစားကြည့်လိုက်လို့ရတယ်။အဲ့ဒီမိကုံးလေးတခုကအမြင့်ကိုလုံးဝပြောင်းလဲသွားစေနိုင်ပါတယ်ဒုတိယ energizer ကတော့ power ပါဒါကကိုယ့်အလုပ်ကိုဘွားအပေါ်မှာထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ခံစားရတာကိုဆိုလိုတာပါစိတ်ပညာမှာတော့ဒါကို self efficacy လို့ခေါ်တယ် Netflix ရဲ့နာမည်ကြီးယဉ်ကျေးမှုကိုပဲကြည့်လေသူတို့ကဝန်ထမ်းတွေကိုခွင့်ပနေရယူရမယ်လို့မတတ်မဘူးကိုယ့်ဘာသာကိုတာဝန်ယူပြီးဆုံးဖြတ်ခိုင်းတယ်အဲ့လိုကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးလိုက်တဲ့အခါဝန်ထမ်းတွေကပိုပြီးစွမ်းရှိလာလို့ခံစားရပြီးအလုပ်မှာလည်းပိုကောင်းတဲ့ရလဒ်တွေထွက်လာစေပါတယ်ကိုယ့်ရဲ့ power ကိုမြင့်တင်နိုင်မယ်နောက်ထပ်လွယ်ကူနီးလန်းတခုကတော့တခြားသူတွေကိုပြန်သင်ပေးတာပါပဲဒါကို protege effect လို့ခေါ်တယ်ကိုက expert အကြီးဖြစ်နေစရာမလိုပါဘူးကိုတည်တဲ့လောက်ကိုတခြားတယောက်နားလည်အောင်ရှင်းပြဖို့ကြိုးစားလိုက်တဲ့အခါကိုယ်တိုင်ကအဲ့ဒီအကြောင်းအရာကိုပိုပြီးနည်းနည်းသဘောပေါက်သွားပြီးကိုယုံကြည်မှုလည်းတက်လာစေပါတယ်နောက်ဆုံး energizer ကတော့ people လူတွေပါပဲကျွန်တော်တို့က genius ဆိုရင်တယောက်တည်းအခန်းအောင်ပြီးတီထွင်ဖန်တီးတဲ့သူလို့ထင်တတ်ကြတယ်ဒါပေမဲ့ဂီတပညာရှင် Brian Eno ကတော့အဲ့လိုမဟုတ်ဘူးလို့ဆိုပါတယ်တီထွင်ဖန်တီးမှုတွေဆိုတာ genius ကြောက်တဲ့စီကလာတာမဟုတ်ပဲအချင်းချင်းအားပေးအကြံဉာဏ်တွေဖလှယ်ကြတဲ့လူတစုရဲ့ seniors ကနေပေါက်ဖွာလာတာပါတယ်ဆိုလိုတာကပူးပေါင်းဆောင်ရွက်မှုနဲ့အချင်းချင်းချိတ်ဆက်မှုနဲ့ရတဲ့စွမ်းရည်ကတယောက်တည်းလှုပ်တာထက်အများကြီးပူပြီးအားကောင်းတယ်ဆိုတာပါပဲကဲအခုဆိုရင်ကားတွေကိုစီဖြင်းနေတော့စီးသွားပြီဒါပေမဲ့ brake ကိုနင်းထားလဲနဲ့ lever ကိုဘလောက်နင်းကားကရှေ့အောင်မဟုတ်ဘူးလေအဲ့ဒီတော့ကျွန်တော်တို့ကိုနောက်ပြန်ဆွဲထားတဲ့အဟန္တာအဲ့ဒီ blockers တွေကိုဖယ်ရှားဖို့လိုလာပါပြီဒါကမူပေါင်းရဲ့ဒုတိယအပိုင်းပါပဲကျွန်တော်တို့အလုပ်တစ်ခုကိုစားမလုပ်ဖြစ်အောင်တဝက်တစ်ပြတ်ဖြစ်အောင်အဓိကတားဆီးနေတဲ့အရာ၃ခုရှိပါတယ်အများစုကဒါတွေနဲ့ယဉ်ကျေးကြမှာပါအဲ့ဒါတွေကတော့ဘာလို့မှမတည်တဲ့မတေချာမရရမှုကြာရှုံးမှာကိုစိုးရင်လည်းကြောက်ရွံ့မှုပြီးတော့အလုပ်တစ်ခုကိုစားဖို့ intended ဖြစ်နေတဲ့တုံဆိုင်မှုတို့ပါပဲကောင်းတဲ့တဲ့ရင်ကတော့ဒါတွေကိုကြော်လွားကိုနီးလန်းကောင်းတွေရှိနေကြပါပဲမတေချာမရရမှုအန်ဆန်တင်တီကိုချော်လွားဖို့အတွက်အစင်သုံးစင်ပါတဲ့နီးလန်းကိုသုံးနိုင်ပါတယ်အရင်ရှင်းပါတယ်အစင်သက်
ဘာကြောင့်လဲလို့ကိုမေးပါကိုယ့်ရဲ့ယူရချက်ကိုရှင်းအောင်လုပ်ပါအစနစ်ဘာလို့မလဲလို့မေးပြီးတိကျတဲ့ပန်းတိုင်တွေချပါအစင်သုံးဘယ်တော့လဲလို့မေးပြီးအချင်းစရာဆွဲလိုက်ပါဒီလိုလုပ်လိုက်တာနဲ့မရေရတဲ့အတွေ့တစ်ခုကနေလက်တွေ့လှုပ်ဆောင်လို့ရတဲ့အစီအစဉ်တစ်ခုထည့်သွားပါပြီကြောင်ယုံမှုကိုကြော်လွှားဖို့အတွက်ကြတော့နည်းနည်းထူးဆန်းပေမဲ့အရန်ထိရောက်တဲ့အနည်းဗျူဟာတစ်ခုရှိပါတယ် Batman effect လေးလောက်မှုတစ်ခုမှာခလေးတွေကိုသူတို့ကိုသူတို့ Batman လိုမျိုးတတိရှိတဲ့ဇာတ်ကောင်တယောက်လိုတွေးခိုင်းလိုက်တဲ့အခါခက်ခဲတဲ့အလုပ်တွေကိုပိုပြီးဇွဲရှိနဲ့လုပ်တိုင်းကြတာကိုတွေ့ရတယ်ဒီထောတရားကလူကြီးတွေအတွက်လည်းအသုံးဝင်ပါတယ်ကိုယုံကြည်မှုပိုရှိတဲ့ alter ego တယောက်အဖြစ်ခဏစွမ်းပပါကြည့်လိုက်တာကကြောက်နေတဲ့စိတ်နဲ့ကိုကြမှာအခွာဝေးတစ်ခုဖန်တီးပေးပြီးရှေ့ဆက်တိုးဖို့အားရင်ချစ်စေပါတယ်နောက်ဆုံး blocker က inertia တုံဆိုင်မှုပါနျူတန်ရဲ့ညီမအတိုင်းပဲပေါ့ရက်နေတဲ့ຢာက10ရက်နေချင်းနဲ့ရွေ့နေတဲ့ຢာက10ရက်နေချင်းနဲ့ productivity မှာလည်းအတူတူပါပဲအလုပ်တစ်ခုကိုစလုပ်ဖို့ကအခက်ဆုံးအပိုင်းပါဒါကြောင့်အဓိကနီးပြကတော့အစပြုတ်ဖို့လွဲကူအောင်လုပ်ပေးလိုက်ဖို့ပါဥပမာမနေ့တိုင်းလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ဆိုရင်ညအိပ်ရမဝင်ခင်ကတည်းကအားကစားဝိစုံကိုကုတင်ပေးမှအစင်းနှင်းထုတ်ထားလိုက်ပါအဲ့ဒီလိုအတားအဆီးတေးသေးလေးတွေကိုဖေရှားလိုက်တာနဲ့စတင်ဖို့အများကြီးပို့လွယ်သွားလိမ့်မယ်ကဲအခုဆိုရင်ချူရာကစွမ်းရည်တွေလည်းဖြည့်ပြီးအတားအဆီးတွေကိုလည်းဖယ်ရှားပြီးဒါပေမဲ့မာရသွန်ပြေးပွဲလိုပဲလေအစားပိုင်းမှာအရှင်ကောင်းရုံနဲ့မပြီးသေးဘူးပန်းနိုင်ရောက်တဲ့အထိအဲ့ဒီအရှင်ကိုဘယ်လိုထိမ့်ပိတ်မလဲဆိုတာကအရေးကြီးဆုံးပဲဒါကြောင့်မူပေါင်းရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ sustainers တွေစီကိုရောက်လာပါပြီဘန်တော့မဖြစ်အောင်ဘေးမန်နွားနဲ့မှုတန်ကနေကောက်ဝယ်ဖို့အတွက်အဓိကအရာ၃ခုကိုအရင်ဆက်ရပါမယ်အဲ့ဒါတွေကတော့ conserve recharge and align ပါပဲ conserve ဆိုတာကကိုယ်စွမ်းရည်ကိုမလိုအပ်တဲ့နေရာတွေမှာမဖြုံးတီးတာ recharge ဆိုတာကထိရောက်အားပြန်ဖြည့်တာပြီးတော့ align ဆိုတာကတော့ကိုလုံးနေတဲ့အလုံးနဲ့ကိုယ့်ကံပူထားမှုတွေတစ်ထပ်တဲ့ကြောင်နေထားတာပဲဖြစ်ပါတယ်ကိုယ်စွမ်းရည်ကိုထိမ့်သိမ်းကိုအကုံဆုံးနည်းလမ်းတစ်ခုကတော့ no လို့ပြောတတ်ဖို့ပါပဲစာရေးဆရာ direct service ရဲ့အရန်နမိတ်ကြီးရဲ့စကားတကွန်းရှိပါတယ်တခုခုကိုလှုပ်ဖို့ကိုမေးချလိုက်အဖြေကလုံးဝလုံးမယ်ကွာဆိုရဲ hell yeah မဟုတ်ဘူးဆိုရင်အဲ့ဒါ no ပဲဒီစံနှုန်းလေးတစ်ခုတည်းနဲ့တင်ကိုအတွက်တကယ်အရေးမပါတဲ့အရာတွေနောက်ကိုလိုက်ရင်စွမ်းရည်တွေကုံဆုံးနေရကိုရပ်တန့်နိုင်မှာပါ recharge ဆိုတာအားပြန်ဖြည့်တာအနားယူတာကိုပြောတာပါဒါပေမဲ့သတိထားဖို့လိုပါတယ်ဥပမာ phone screen ကိုကြည့်ပြီး social media ပေါ်ကသတင်းဆိုးတွေအဆက်မပြတ်ကြည့်နေတာမျိုးကအနားယူတာမဟုတ်ပဲကျွန်တော်တို့ကိုပိုးပြီးတောင်ပင်းပန်စေပါတယ်တကယ်အားပြန်ပြည့်စေဖို့အတွက်ကတော့ပန်းကြည့်ဆွဲတာဂီတာတီးတာလိုမျိုးဖိအားမရှိပဲကိုယ့်ဘာသာကိုထိန်းချုပ်ပြီးပျော်ရွှင်စွာလုပ်နိုင်တဲ့ခံဝါသနာမျိုးတွေလိုအပ်ပါတယ်နောက်ဆုံးနဲ့အရေးအကြီးဆုံး sustainer ကတော့ align ချိန်ညီခြင်းပါပဲ burnout တွေထဲမှာအန်ဒယ်ရှိဆုံးကအလို့အညားများလို့အဖြစ်တာထက်ကိုလုပ်နေတဲ့အလုပ်ကကိုယ့်ရဲ့ကြံဖိုးထားမှုတွေကိုဘယ်သူဖြစ်ချင်နေဆိုတဲ့ပုံစံနဲ့လွဲချော်နေလို့ဖြစ်တာပါဒီလို misalignment burnout ကငါဘာလို့ဒါကြီးကိုမနေ့တိုင်းထားပြီးလုပ်နေရလဲဆိုတော့ခံစားချက်မျိုးကိုဖြစ်စေပါတယ်ဒါကြောင့်ကိုယ့်ရဲ့အလုပ်ကိုတကယ်ယုံကြည်တန်ဖိုးထားတဲ့အရာတွေနဲ့ချီစက်မိနေဖို့ကရေရှည်မှာပျော်ရွှင်စွာကုန်ထုံးစွမ်းအားရှိနေဖို့အတွက်အသက်သွေးကြောပါပဲကဲညီကုံချို့အလင်းနဲ့ပြောချင်တာဟာတော့ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တွေအကုန်လုံးကိုလိုက်နာရမယ့်တင်းကျပ်တဲ့စီးမြင်တဲ့အဖြစ်မမြင်စေချင်ပါဘူးဒါတွေဟာကိုယ့်ရဲ့ productivity system ကိုပိုကောင်းအောင်ပိုပြီးခန်းစားချက်ကောင်းအောင်လုပ်ဖို့အတွက်ကိုယ်တိုင်စမ်းတက်ကြည့်ကိုရတဲ့ key တွေ idea တွေပါကိုယ့်အတွက်ဘာကအလုပ်ဖြစ်မလဲဆိုတာကိုရှာဖွေဖို့ဖိတ်ခေါ်ချက်တစ်ခုအနေနဲ့သဘောထားကြည့်စေချင်ပါတယ်ဒီတော့အဓိကချက်တွေကိုပြန်ချုပ်ရရင်အရန်ကိုရှင်းပါတယ်နံပါတ်1 play power people ကိုတုံးပြီးအလုပ်ထဲကိုစွမ်းရည်တည်ဖြစ်ပါနံပါတ်2 uncertainty fear inertia ဆိုတဲ့အဟန့်အတားတွေကိုဖယ်ရှားပါပြီးတော့နောက်ဆုံးနံပါတ်3 conserve recharge align တို့နဲ့ကိုယ့်ရဲ့စွမ်းရည်ကိုရေရှည်တကာကွယ်ပါဒီသုံးစင်ကပဲကုန်ထုတ်စွမ်းအားကိုပင်ပန်းစရာကနေပျော်ရွှင်စရာဖြစ်ပြောင်းလဲပေးမယ်လျှို့ဝှက်ချက်ပါပဲဒီနေ့ဒီအကြောင်းအရာတွေကိုနားထောင်ပြီးတဲ့နောက်မှာအားလုံးကိုတွေးစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ကိုယ့်ရဲ့နေ့စဉ်အလုပ်တွေကိုပေါ်ပြီးခန်းစားချက်ကောင်းအောင်လုပ်ဖို့ဒီနေ့ကစပြီးဘလို့သိငယ်တဲ့ပြောင်းလဲမှုလေးတစ်ခုကိုစပြီးလှုပ်ဆောင်ကြည့်နိုင်မလဲ